မင်္ဂလာပါဘုရားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီကနေ့2016ခုနှစ်ဧပြီလ12ရက်နေ့ထိပို့ဆောင်သောဘုရားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီကနေ့မှာတော့ဘုရားသခင်ရဲ့သဘောတော်ဘုရားသခင်ရဲ့စိတ်သဘောတော်ဆိုတဲ့နှုတ်ကပတ်တော်အဖြစ်အနေငယ်ခွန်အားပေးလိုပါတယ်ဘုရားသခင်ကကျေးဇူးပြုတတ်သောသဘောတနာတတ်သောသဘောစိတ်ရှိသောသဘောရှိသောဘုရားသခင်ဖြစ်ပါတယ်ဘုရားသခင်ကလူအာရနဲ့အေဝါကိုဖန်ဆင်းပြီးတဲ့အခါမှာအေဒီဥယျာဉ်ထဲမှာထားပါတယ်အေဒီဥယျာဉ်ထဲမှာဘုရားသခင်ကလူကိုလွတ်လပ်စွာရွေးချယ်ခွင့်နဲ့အတူပညတ်ချက်တစ်ခုကိုပေးပါတယ်အဲ့ဒီပညတ်ချက်ကိုချိုးဖောက်ရင်တည်ခြင်းတရားကိုရင်ဆိုင်ရမယ်ဆိုတော့ကိုလည်းကြိုတင်ပြီးတော့ပြောထားပြီးသားဖြစ်ပါတယ်တို့ပေမဲ့လူကဘုရားပညတ်ထားတဲ့အရာကိုချိုးဖောက်တော့ကြောင့်တည်ခြင်းတရားကိုလူသားအလုံးကယနေ့ချိန်ထိရင်ဆိုင်ရလျက်ရှိပါတယ်အဲ့ဒီလိုတည်ဘုရားရဲ့ပညတ်တော်ကိုချိုးဖောက်ပြီးတဲ့အခါမှာအာရနေဧဝပထမဦးဆုံးလုပ်တဲ့အရာတစ်ခုကဘာလဲဆိုတော့ဖျားရဲ့အထံတော်ကနေပုံကွယ်ခြင်းဖြစ်ပါတယ်ဖျားသခင်အထံတော်ကနေထွက်သွားခြင်းဖြစ်တယ်ဆိုတော့အာရနေဧဝမှာစာရင်းယနေ့အချိန်ထိကျွန်တော်တို့လက်ရှိလူသားအလုံးကဖျားသခင်ရဲ့မျက်မှောက်တော်ဖျားသခင်အထံတော်ကနေထွက်သွားဖို့ရန်အတွက်ပုံကွယ်ဖို့ရန်အတွက်ယနေ့ချိန်ထိကိုယ့်ရဲ့အကျင့်တွေနဲ့ကြိုးစားပြီးတော့လှုပ်ဆောင်ရရှိကြပါတယ်တကယ်တော့ဘုရားသခင်ရဲ့မျက်မှောက်တော်ဘုရားသခင်အထံတော်ကနေပြီးတော့အဘယ်သူများပုံလို့မရနိုင်ပါဘူးအာရနေဧဝါကထိုကဲ့သို့လုပ်တယ်ဒါကြောင့်အပြစ်တရားဝင်လာတဲ့အခါမှာသင်လုပ်ခဲ့တဲ့အပြစ်ကြောင့်ဘုရားနဲ့မိတ္တာရာပြည့်ယုံတာမှာကဘုရားသခင်အထံတော်ကပါသင်ပုံခွေခြင်းနဲ့စိတ်ကချက်ချင်းဝင်လာပါတယ်အာရနေဧဝါလည်းထိုကဲ့သို့ပြုလုပ်ခဲ့ပါတယ်တို့ပေမဲ့ဘုရားဘက်ကတော့ဘုရားလုပ်ရမယ့်အရာဘုရားအမြဲတမ်းပြုလို့ရှိတဲ့အရာမိတ္တာရာဖွဲ့ခြင်းကိုဖခင်ကမပြတ်ဘူးဒါကြောင့်အာရနေဧဝအဖြစ်တရားတွေကြာရောက်တဲ့အခါမှာဖခင်သခင်ကပုံမှန်လုပ်လို့ရှိတဲ့အတိုင်းမိတ္တာရာဖွဲ့ဖို့ရန်အတွက်လူကိုလာတွေ့တယ်ဆိုတော့ကိုတွေ့ရတယ်ဆိုတော့လူကိုလာတွေ့တဲ့အခါမှာဖခင်သခင်ပထမဦးဆုံးပြောတဲ့စကားကဘာလဲဆိုရင်သင်တို့အဘယ်မှာရှိသနည်းဆိုတဲ့မိကုံကိုဖခင်သခင်ကစပြီးမေးတယ်ဘုရားသခင်ကမင်းတို့ဘာကြောင့်ငါပြညတ်ထားတဲ့အရာကိုချိုးဖောက်တယ်လဲလို့ဘုရားသခင်ကနဦးမပြောဘူးဘုရားသခင်ပြောတဲ့အရာကသင်တို့အဘယ်မှာရှိသနည်းဘုရားသခင်ကလူကိုစပြီးတော့ရှာတယ်ဆိုတာတွေ့ရပါတယ်ဒါကြောင့်ဘုရားသခင်ကအပြစ်တင်တဲ့ဘုရားမဟုတ်ပဲဘုရားကတနာတော်ဘုရားစိတ်ရှိတော်သဘောကျေးဇူးပြုတတ်တဲ့သဘောရှိတယ်ဆိုတော့ကိုဒီနေရာမှာတွေ့ရပါတယ်အဲ့ဒီအရာကိုကပ္ပဦးကျမ်းခန်းကြီး3အပိုင်းငယ်8နဲ့9မှာတွေ့ရပါတယ်တစ်ချက်လောက်ဖတ်ပြခြင်းနဲ့နေအေးသောအချိန်တွင်ထိုဥယျာဉ်၌ဒါရအရှင်ဘုရားသခင်ကြွလာတော်မူသောအတန်ကိုလူလင်မယားတို့သည်ကြားလျင်အထံတော်မှလွတ်ခြင်းကဥယျာဉ်အပင်တို့တွင်ပုံကွယ်လျက်နေကြ၏ဒါရအရှင်ဘုရားသခင်ကလည်းသင်သည်အဘယ်မှာရှိသနည်းဟုလူကိုခေါ်တော်မူ၏ဘုရားရဲ့လူကိုစတင်ပြီးတော့ခေါ်တယ်ဆိုတော့ကိုတွေ့ရတယ်။ဒါကြောင့်ညီကိုမောင်နှမရောက်စီတိုင်းဒီဗီဒီယိုလေးကိုကြည့်တော့သူရောက်စီတိုင်းဘုရားသခင်တင့်ကိုရှာလဲရှိတယ်။ဘုရားသခင်တင့်ကိုခေါ်လဲရှိတယ်။သင်ဘုရားသခင်ထံတော်ကနေပုံလို့မရဘူးထွက်သွားလို့မရဘူး။ဘုရားသခင်ကမိတ္တာရာကိုမပြတ်စေခြင်းတော်ဘုရားဖြစ်တယ်။သင်ဘလို့အခြေအနေများမျိုးမှမဆိုဘုရားသခင်တင့်ကိုခေါ်လဲရှိတယ်။ရှာလဲရှိတယ်ဆိုတော့ကိုသိစေခြင်းပါတယ်။အရောက်စီတိုင်းပေါ်၌ဘုရားသခင်ကောင်းချီးပေးပါစေ။